ဗုဒ္ဓဘာသာဆိုရင်ဗုဒ္ဓဘာသာဘယ်နှမျိုးရှိလဲ ဘုရားပါလား Yes yes တမျိုးဝင်ဟုတ် No 2မျိုး နှစ်မျိုးမှားသေးတယ် 3မျိုး နောက်ဆုံးတော့ဘယ်နှမျိုးလဲ 5မျိုး5မျိုး Wow 5မျိုး Yes Yes 5မျိုးမှန်တယ်အာမှန်ပါသူပြောတစ္ဆာတွေကဘယ်နှပါရှိလဲ 4ပါ4ပါ ယိုးမှန်တယ် Yes မင်္ဂလာဘယ်နှပါရှိလဲ ဒီမှာတရား12ပါ အမှန် 48 โอ้โห 38 38 တေးကြပြီလား 38ပြပါ 38ပြ မပြင်းတော့ ဒီတော့ ဒီတော့38ပြ ဝိုး38ပြမင်္ဂလာ Yes ပုံကြောင်းလိုက်ကြပြီ မဟုတ်ဘူး မဟုတ်ရန်သူမျိုး5ပါရန်သူမျိုး5ပါ မီ ဒီရေလေး မီရေရေ လေးမပါဘူး ဒီမဟုတ် ဟုတ်လေမီးလေးမဟုတ်လေ မီရေ ဟုတ်လေဦးစင်းမမေးနဲ့လေဦးစင်းမမေးဒီမှာပဲအေးဆေးဖြေလိုက်မယ် ရေ မီရေရေရေ ဒီမဟုတ်ဘူး ရေဦးယုံမှာ နိုးမီးရှေ မှာ အဲ့ မိမ မိမဘာဖြစ်လို့လဲဘာဖြစ် ကောင်း လို့ လေ မကောင်းရန်သူတွေပါရန်သူတို့ကောင်းရမရော ကျငါပါလားဟုတ် ဟုတ်လေတက်ကြီးက3ပါပဲရှိတာ5ပါမဟုတ်ဘူး ဒီဟုတ် ရန်သူမျိုး5ပါပဲရှိတာတော်ပြီလားနားမလား နားရချေးတယ်ကျန်လာ โอเคโอเคကျေးဇူးတင်တယ်နော်ကျေးဇူးတင်တယ်ကျေးဇူးဘာလို့ပြောအရန်တော်တယ်နော်ပုံပြရမယ်ဘာပြောဟုတ်တယ်လေဗုဒ္ဓဘာသာဝင်5မျိုးနော်